ခုကတော့အရင်ပြောပြခဲ့တဲ့လေးကောင်းဝေဒနာနဲ့ပတ်သက်ပြီးတော့ပဲဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဒေါသသုံးပါးကြောင့်ဖြစ်တတ်တဲ့လေးကောင်းဝေဒနာတွေထဲမှာလေတိကြီးတလိဒေါသသုံးပါးကြောင့်ဖြစ်တတ်တဲ့လေးကောင်းဝေဒနာတွေထဲကမှလေကြောင့်ဖြစ်တဲ့လေးကောင်းဝေဒနာရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒီဝေဒနာဘာကြောင့်ဖြစ်ရသလဲဆိုလို့ရှိရင်တော့အပူစားများလွန်းတာအခါအစာများလွန်းတာအဆက်အစာများလွန်းတာအဖန်အစာများလွန်းတာတွေကြောင့်ဒီလေကြောင့်ဖြစ်တဲ့လေကောင်းဝေဒနာဖြစ်ပေါ်တတ်ပါတယ်အဲ့ဒီအပြင်ကိုနေဘူးမိဘူးခံလွန်းတဲ့အလုပ်တွေကိုလုပ်ရတဲ့ပုံကိုများအစားအသောက်ကိုအချိန်မှန်မစားတဲ့ပုံကိုများအစားအသောက်ကိုအလွန်မတန်နှဲစွာစားတတ်တဲ့ပုံကိုများအရက်ဒေတာတောက်စားတတ်တဲ့ပုံကိုများကိုခန္ဓာအလွန်မတန်ပင်ပန်းတဲ့အလုပ်ကိုလုပ်ရတဲ့ပုံကိုတွေမှာလည်းဒီလေကြောင့်ဖြစ်တဲ့လေကောင်းဝေဒနာဖြစ်ပေါ်တတ်ပါတယ်ဒီလေကြောင့်ဖြစ်တဲ့လေကောင်းဝေဒနာစတင်ဖြစ်ပေါ်ပြီဆိုလို့ရှိရင်တော့လေကောင်းဖြစ်လာမဲ့ဒီအဖူလေးကသူ့အဝမှာအဖူလေးစတင်ဖြစ်ပေါ်လာပါတယ်အဲ့ဒီအဖူလေးကလည်းအလွန်မတန်နာကျင်တဲ့သဘောရှိပါတယ်အညော်နံခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီအဖူလေးကနာကျင်ပြီးတော့ရောင်ရမ်းတာချောင်းဆိုးခြင်းလက္ခဏာဖျားခြင်းလက္ခဏာခေါင်းကိုက်ခြင်းလက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်ဒီလေးကြောင့်ဖြစ်တဲ့လေးကောင်းဝေဒနာကကြမ်းတမ်းတဲ့သဘောရှိပြီးတော့ဒီလေးကောင်းအဖူလေးကိုစမ်းကြည့်မယ်ဆိုလို့ရှိရင်ကြားချလေးခံစားရမှာဖြစ်ပါတယ်နာကျင်တဲ့သဘောလည်းရှိပါတယ်အပြင်ကိုထွက်လာခဲ့မယ်ဆိုလို့ရှိရင်လည်းတခြားလေးကောင်းလေးကြီးကြောင့်ဖြစ်တဲ့လေးကောင်းတွေတလေးကြောင့်ဖြစ်တဲ့လေးကောင်းတွေတဲ့စားလို့ရှိရင်တော့သူကပုံမနာကျင်တဲ့သဘောရှိပါတယ်အဲ့ဒီလေးကောင်းဝေဒနာဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တော့ဇက်ကြောထိုးတာနောက်ကြောတက်တာခါပခုံးနံပါးနဲ့ပေါင်ရင်ပေါင်တိတ်တွေမှာကြိုက်ခဲနာကျင်တာတွေဖြစ်ပေါ်တတ်ပါတယ်ချောင်းဆိုးတာအသက်ရှူပြင်းထန်တာစတဲ့ဝေဒနာတွေကိုလည်းခံစားရနိုင်ပါတယ်လေ့ကျင့်တတ်တာစချင်းပြန်တာနဲ့တခါတရံမှာဝင်ပြီးမှန်တဲ့လက္ခဏာတွေလည်းဖြစ်ပေါ်တတ်ပါတယ်ဒီယောဂဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တော့အစာမစားကျင်တာအစာအတောင်နဲလာတာပြုတ်အံတာသမင်းကျစ်တဲ့ယောဂလက္ခဏာနဲ့ဝင်စေးကတ်တဲ့ယောဂလက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်ဒီယောဂလက္ခဏာတွေကိုတက်တာပြောင်းပြမှုဆိုလို့ရှိရင်တော့ချင်းငံအေးခါအစာတွေကိုစားတောက်ပေးရမှာဖြစ်ပါတယ်ချင်းငံအေးခါအစာတွေကိုမျက်မှန်တတာစားတောက်ပေးမယ်ဆိုလို့ရှိရင်တော့ဒီယောဂလက္ခဏာတွေကတဖြည်းဖြည်းတက်တာပြောင်းပြလာစီမှာဖြစ်ပါတယ်အပူကိုအကြောင်းခံတဲ့ယောဂလက္ခဏာဖြစ်ပါတယ်ဒီလေးကောင်းဝေဒနာကဝင်းနဲ့ဆက်ပြီးတော့ဖြစ်ပေါ်တဲ့လက္ခဏာဖြစ်တဲ့အတွက်အစာအသောက်ဆင်ញင်စားတောက်ရမှာ